မင်္ဂလာပါ YB Learning Center ကြိုဆိုပါရစေဒီနေ့ calculus with simple inverse function နော် inverse function ဒါကျွန်တော် chapter sub chapter အသက်ရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ follow လုပ်လာခဲ့တဲ့အထက်မှာဒီ functions and graphs ပေါ့နော် chapter 1ရဲ့ functions and graphs အဲ့ဒီထဲမှာ functions တွေကိုကျွန်တော် follow လုပ်နေတာ calculus ကိုသွားဖို့အတွက်ကိုသူကဒီ function တွေကိုပြန်ပြီးတော့ review လုပ်ရတယ်ပြန်နှွှေးရတယ်အဲ့ဒီဥစ္စာမှာကျွန်တော်တို့ကတစ်ခုချင်းစီကိုတေးသေးချာချာ detail လိုက်ခဲ့တာဘာဖြစ်လို့လဲဆိုတော့အဲ့ skill set မှာမရှိလို့ရှိရင်နောက်ပိုင်းမှာကျွန်တော်တို့ calculus ဘက်ကို apply ဘက်ကိုသွားပြီးဆိုလို့ရှိရင်နားမလည်မှာဆိုလို့เนาะအဲ့တော့ဒီဥစ္စာတွေကကျွန်တော်တို့သင်ထားပြီးသားတွေကိုကျွန်တော်တို့ပြန်ပြီးတော့ review ပြန်ခေါ်တဲ့ပုံစံမျိုးလုပ်တာအဲ့တော့စဉ်းစားသွားတဲ့ပုံစံကိုပဲချင်းကတ်တဲ့ပုံစံကိုပဲကျွန်တော်အဓိကထားရမှာပေါ့နော်အဲ့တော့ inverse function ဒီစာအုပ်မှာထူးကြတာ inverse ဆိုတဲ့ခေါင်းစဉ်နဲ့သူကဆွဲထုတ်တယ်တခြားစာအုပ်တွေမှာကျွန်တော်တွေ့ဘူးတာတော့သူကဒီ polynomial function တွေပြောတယ်ပြီးသွားရင် trigonometrics ပြောတယ် trigonometric function ပြီးလို့ရှိရင် exponential ပြောတယ် logarithm ပြောတယ်ဒါပဲအဲ့ကြားထဲမှာတော့ exponential ထဲမှာဒီ inverse ကိုထည့်သွားတယ်သူကဒီစာအုပ်မှာသွားတာကြတော့ inverse ကိုသူကတီးခြားကိုဆွဲထုတ်ပြီးပြောတယ်ဒါသူ့အနေနဲ့ဒီ inverse လုပ်တဲ့ functions ကအရေးကြီးတယ်လို့သူကမြင်တယ်ပေါ့နော်အဲ့တော့သူ့အတိုင်းပဲကျွန်တော်တို့ follow လုပ်ခဲ့တယ်ပြီးတော့နောက် chapter မှာကြာလို့ရှိရင်သူက exponential နဲ့ logarithm ကြာတာသူပေါင်းပြီးတော့ chapter တစ်ခုလေးနဲ့ရှင်းပိုက်တယ်ဘာလို့ exponential နဲ့ logarithm ကreciprocal ပေါ့နော်သူ့ရဲ့ counterpart လို့ပုံစံမျိုးဖြစ်နေတဲ့အချိန်ကြတော့ဒါသူဒီစာအုပ်ရဲ့ထူးခြားတဲ့အချက်ပေါ့နော်အဲ့လို inverse function ကိုဆွဲထုတ်သွားတယ်အဲ့တော့ inverse function ဆိုတော့ဘာလဲဆိုတော့ကျွန်တော်တို့အရှိမမြင်ခဲ့ပြီးသား function တွေကိုပဲသူက1 by ခံပလိုက်တာနော်ဥပမာ y = f of y = x ဆိုလို့ရှိရင် straight line နော် straight line ကျွန်တော်တို့45 degree နဲ့တက်သွားတဲ့ဥစ္စာ slope 1နဲ့တက်တဲ့ဥစ္စာနော် c က0ဖြစ်တယ်ကျွန်တော်ဒါတွေဘာလို့ခဏပြောလဲဆိုတော့တခုပြောလိုက်တာ ਨੇ ကျွန်တော်တို့က generate function တွေကိုခေါင်းထဲမှာ auto မြင်နေရမယ်y = x လို့ပြောလိုက်လို့ရှိရင်ဟာ y = mx + c ပဲဒါ straight line ပဲ straight line မှာ slope က1မှာဟုတ်လားဒီ y ဖြတ်မှတ်က0ပါဆိုတဲ့ဟာကိုကျွန်တော်တို့တန်းနေမြင်ရမှာအဲ့ဒီမှာပုံကအစ45 degree ချိုးသွားမယ်ဟုတ်လား x = y = x ဆိုတဲ့ဥစ္စာဘာလဲဟာ x ကအတိုင်းပဲ y ကထွက်နေတယ် x က1ဆိုလို့ရှိရင် y က1 x က2ဆိုလို့ရှိရင် y က2စသဖြင့်အဲ့ point လေးတွေကိုဆွဲလိုက်လို့ရှိရင် straight line ဖြစ်သွားမယ်ဟော45 degree နဲ့ချိုးနေတဲ့ straight line လေးထွက်လာမယ်အဲ့ဒီဟာကို1 by x ဆိုရင်မှာဖြစ်မှာဟောမထူတော့ဘူးအဲ့တော့ကျွန်တော်တို့ကတင်ချမှာလေ့လာတဲ့အချိန်ညရင် function တွေကိုပုံမှန်တိုင်း straight line နဲ့ straight line နဲ့လေ့လာပြီးရင်သူ့ကို1 by လောက်လိုက်တဲ့ function inverse function ကိုတိကျထပ်လေ့လာရတယ်ဒါတင်ချမှာချင်းကတ်တဲ့နီလန်เนาะ method အခုဒီမှာသူပြောတယ် existence of inverse function ဆိုတဲ့ဥစ္စာဒီမှာเนาะအဲ့တော့ y f of x = h3 + 4ဟော h3 + 4ဆိုရင်ကျွန်တော်တို့ကကြည့်လိုက်တာ ਨੇ ကျွန်တော်ဘာသိရမလဲဆိုတော့ကျွန်တော်တို့ polynomials မှာသင်ခဲ့တဲ့ဟာလား ah2 + ba² + ch + d ဆိုတဲ့ဥစ္စာကိုသွားပြီးတော့မြင်ရမယ်ဒါ standard equation နဲ့ကျွန်တော်တို့ပြေးကပ်အဲ့တော့မှ anti standard equation မှာဒါကြီးလုတ်သွားတော့နှုတ်ရင်ကျွန်တော်တို့က standard equation ကိုကျွန်တော်တို့ညံထဲမှာမပြေးထားလို့ရှိရင်တစ်ခုလိုက်အစ်စ်နောက်တစ်ခုထင်တယ်နောက်တစ်ခုလိုက်အစ်စ်လို့ထင်တယ်ဒါတွေပဲအစ်စ်မဟုတ်ဘူးဗျဒီဥစ္စာတွေမှာပဲ parameter တွေကစားနေတာ parameter ကစားနေတယ်ဆိုရယ် concept ကိုရသွားပြီဆိုလို့ရှိရင်လေ့လာရတဲ့အချိန်မှာအများကြီး confident တက်လာတယ်။အော်ဒါငါသိပြီးသားပဲဒီဥစ္စာမှာဒီလိုပြောနေတာပဲဆိုတဲ့ဥစ္စာတက်သွားတယ်။ပြီးတော့ဒီမှာကို x နဲ့ y နဲ့ကိုဖလှယ်တာ inverse ဆိုတဲ့သဘောကသူဒီမှာ x နဲ့ y နဲ့ကိုဖလှယ်လိုက်တာဒီမှာကိုကြည့်လိုက်တယ်ဆိုကြည့် x = ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဗျာဆိုတော့ဟော y = x ကနေ x = y ဆိုတဲ့ equation ကိုပြန်ပြောင်းလိုက်တယ်ပြီးတော့မှသူတို့ဟိုဘက်ဒီဘက်ပြန်လှည့်လိုက်တာနော်အဲ့တော့ဒီဟာတွေကိုဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုမြင်ရမလဲဆိုတော့စိတ်ဖွက်နဲ့တွားတာငယ်ငယ်တုန်းကတော့ကျောင်းမှာသင်နေဆိုရင်ဒီဥစ္စာတွေကိုချတွက်တာ step by step ချတွက်တဲ့ဥစ္စာတွေဘာလို့ဆရာမတွေအဲ့ steps ကိုအမှတ်ပေးတယ်เนาะဒါကျွန်တော်တို့ရဲ့ system မှာ
ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ step ဆိုလုပ်တယ်အမှတ်ပေးရခြင်းရည်ရွယ်ချက်က step by step စဉ်းစားတဲ့အကျင့်ကိုရစေချင်လို့နော်ဒါပေမဲ့ကိုကရသွားပြီဆိုလို့ရှိရင်တောက်လျှောက်စိတ်တွက်နေတယ်ပဲချလိုက်တယ်ငယ်တုန်းကတော့ဟုတ်တယ်အသက်ကြီးလာပြီဟေးဆိုလို့ရှိရင် equation တစ်ကြောင်းကိုမြင်လိုက်တာနဲ့ဟိုဘက်ဒီဘက်ရွှေ့သွားတယ်ဘယ်ရွှေ့ညာရွှေ့ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်ကခေါင်းထဲမှာတင်ကျွန်တော်တို့အလေးကျင့်လုပ်သွားအလေးကျင့်မလုပ်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့ခင်ဗျာအသက်ဘလောက်ပဲကြီးကြီးကျွန်တော်တို့ကာကြီးချာဝေးစားနှလုံးပေါက်ကားဆိုပြီးတော့စာဖတ်တဲ့အချိန်ကမှခင်ဗျာစကားလုံးတစ်လုံးချင်းစီပေါင်းပြီးတော့ဖတ်နေတဲ့အလေးကျင့်ပဲဖြစ်နေတယ်ကျွန်တော်တို့မြန်မာသားသင်လို့ပေါ့ငယ်တုန်းကတော့ပေါင်းပြီးတော့ဖတ်ရတာပဲလေနောက်ဆုံးဖတ်တတ်သွားတဲ့အချိန်ကျတော့ဘယ်သူမှပေါင်းမဖတ်တော့ဘူးဒီတိုင်းပဲစာအုပ်ကြည့်လိုက်တဲ့နဲ့ wall နဲ့တွားတာလေ wall နဲ့ဖတ်တာ English လည်းဒီတိုင်းပဲမြန်မာလည်းဒီတိုင်းအဲ့လိုပဲသင်္ချာ equation လည်းအဲ့တိုင်းပဲဖတ်ဘာလို့သင်္ချာလည်း language ပဲနော်အဲ့လိုဖတ်အဲ့တော့ဒီမှာဟိုဘက်ဒီဘက်ရွှေ့ချလိုက်တယ်လေh2 ဆိုလို့ရှိရင်ဒီမှာ y-4 ဟာ h2 ကိုလိုချင်တယ်ဆိုလို့ရှိရင် y-4 ဖြစ်သွားပြီy-4 ဆိုလို့ရှိရင် x ကိုမှလိုချင်ပါတယ်ဆိုရင် y-4 ကိုကျွန်တော်တို့ကျူးကျူးပြန်ယူမှာဒီလိုဖြစ်လာပြီးတော့မှဒါကို x နဲ့ y နဲ့ play လိုက်တာ y equal to ဒီဘက်ပြန်ရောက်လာတယ် x နဲ့မှဒီလိုပြန်ဝင်သွားတယ်အဲ့တော့ဒီနေရာတွေကိုဒီတိတ်တူ level ရောက်တဲ့အချိန်ခါမှာပြောတဲ့အခါမှာဒါတွေကိုထည့်ပြီးတော့မပြောနေတော့ဘူးတိတ်တူ level ရောက်လို့ရှိရင်အဲ့ဒီရဲ့ဥစ္စာတွေကိုဘယ်ဆရာမှအမှန်မပေးတော့ဘူးနော်ငယ်တုန်းကတော့ဟုတ်တယ်စဉ်းစားတဲ့ဒီ level ကို train လုပ်နေတယ်မဟုတ်လို့တိတ်တူ level ရောက်ပြီဆိုရင်ဒါတွေကထမင်းသားရေတော့ရပြီလို့ယူဆတယ်ခင်ဗျားကတော့ခင်ဗျာ10ကျောင်းကြီးလေအမှတ်တစ်ပတ်မှမပေးဘူးဒါကျွန်တော်တို့ကျောင်းမှာတော့သုံးခဲ့တဲ့ဟိုဥစ္စာကိုပြောတာပေါ့နော်ဟိုအမှတ်ပေးတဲ့ scheme ကိုပြောတာဒါဆရာမတွေကျွန်တော်တို့ပြန်ပြောတဲ့ဥစ္စာမှာ methods ပေးတဲ့အချိန်ကပြောတာအဲ့တော့ဒါလေးတွေကစိတ်တွက်နဲ့ကျွန်တော်တို့တွက်ရတော့မှာမရဘူးဆိုလို့ရှိရင်တော့ချတော့ပေါ့နော်စိတ်တွက်နဲ့တွက်ရတော့မှာအဲ့တော့ဒါသူ inverse function ကိုဆွဲထုတ်တာအဲ့တော့ဒီမှာ equation နှစ်ကြောင်းကျွန်တော်တို့ကရပြီဆိုရင်ကျွန်တော်တို့မှာရှိနေတဲ့ skill set အခုအချိန်ထိကျွန်တော်တို့ practice လုပ်တဲ့အချိန်မှာဘာ skill set တွေရပြီလဲဆိုတော့ကြိုက်တဲ့ equation လာခဲ့လေကြိုက်တဲ့ equation လာခဲ့ expression ကျွန်တော်ရေးထည့်ပြီ expression ရေးတဲ့ပြီးတော့အဲ့ expression ကိုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ plot ဆွဲတယ်နော်ဒါကကျွန်တော်တို့ရဲ့ advantage ဒီအဆင့်ထိမှာကျွန်တော်တို့တရားတယ်ဒီ skill set တွေကျွန်တော်တို့ဒီမှာရခဲ့ပြီအဲ့တော့ဟုတ်ပြီဒီမှာသူပြောတဲ့အတိုင်းပဲเนาะဒီစာအုပ်တွေပါတွေကဟိုရှေ့အတိုင်းပဲဒါသင်ခန်းစာအသစ်မဟုတ်လို့ကျွန်တော် group အသစ်လုပ်လိုက်တာเนาะနောက်ပြန်လိုက်တဲ့အချိန်ကျတော့သူ့ဟာလေးနဲ့သူ့အစုလေးနဲ့သူလွယ်ကူကူလိုက်လို့ရအောင်လို့တော့မဟုတ်များနေရှားရတာကက်လို့เนาะစာအုပ်လုပ်သလိုမျိုးပဲကျွန်တော်ဟိုမာတိကာခွဲလာတာဟုတ်ပြီဒီမှာ expressions 1ဆိုပြီးတော့ကျွန်တော်ထည့်တယ်တမင်တကာ y နဲ့ a စီဆိုရှုံနေမှာဆိုလို့ expressions 1 expressions 2ဆိုပြီးတော့ကျွန်တော်ထားခဲ့တာเนาะexpressions 1က h2 + 4ဒါသူပေးတဲ့ example ပဲ expressions 2ကအခုဟိုဘက်ဒီဘက် play လိုက်တဲ့ဥစ္စာเนาะx - 4 to the power of 1/3เนาะကျူးရုသည် power of 1/3ပဲเนาะဒါတွေကျွန်တော်တို့အကုန်လုံး understood ဆွဲကြည့်တယ်အဲ့တော့ဒီမှာ3တက်ဆိုရင်ကျွန်တော်ဘာမှဆွဲသေးဘူးเนาะ3တက်ကိုကြည့်လိုက်တဲ့အချိန်ခါမှာကျွန်တော်ခေါင်းထဲမှာဘာကိုပြေးထားရမှာလဲဆိုတော့3တက်ဆိုလို့ရှိရင်ဒါပကံအကကတော့မှာเนาะပကံအကကတော့မှာဘလို့ကမှာတော့သူ့ရဲ့ h2 ရဲ့အရှိရမြောက်ဘက်ကကိုကြည့်လိုက်တယ် positive positive ဆိုလို့ရှိရင်ဒီ quadrant 1မှာအပေါ်တက်သွားမယ် quadrant 3မှာအောက်ကိုဆင်းသွားမယ်ပကံကလေเนาะလက်လေးတစ်ခုကအပေါ်မြောက်သွားတယ်နောက်လက်လေးတစ်ခုကအောက်ကိုဖိလာတယ်ကျွန်တော်တို့ပြောလေးချင်အထက်ဖားအောက်ဖိကွာဆိုတော့ပြောလေးချင်တယ်ပကံကလေအဲ့လိုပုံစံပဲเนาะအဲ့တော့ဟိုမှတ်တယ်ဆိုတဲ့ဥစ္စာမှာကျွန်တော်တို့မှတ်ဉာဏ်မှာထင်ရှားတဲ့ဥစ္စာနဲ့တွဲမှတ်ရတယ်เนาะ h2 ကဘယ်လိုထွက်တယ်လဲဆိုလို့ရှိရင်ကျွန်တော်မြန်မာလူမျိုးမို့လို့เนาะကျွန်တော်တို့ကပကံကဆိုတဲ့ဟာပြောလိုက်လူတိုင်းသိတယ်เนาะလက်လေးတစ်ခုကအပေါ်တင်ထားတာနောက်လက်လေးတစ်ခုကအောက်ကိုနှိပ်ထားတယ်ဆိုတဲ့စာအဲ့ဒီအကလေးကသိနေအဲ့တော့အဲ့ဒါလေးနဲ့တွဲမှတ်ရတာနော်ပကံကမယ် h2 ပကံကမယ်ဘယ်လိုကလဲ quadrant 1မှာ positive ကြည့်လိုက်တယ် positive ဆိုလို့ရှိရင်ဒီ quadrant 1မှာ rising function အပေါ်တက်သွားမယ်ဆိုလိုတာက x တိုးလေ y တန်ဖိုးကပို့ပြီးတော့တက်သွားလိမ့်မယ်ဟုတ်လားအဲ့တော့နောက်တစ်ဖက်ကလက်လေးတစ်ဖက်ကအောက်ကိုနှိပ်ထားရမယ်ဆိုလို့ရှိရင်သူက quadrant 3မှာရောက်တယ်နော် quadrant 3မှာဆိုလိုတာက x ကို negative ဘက်သွားလေy က negative ဘက်ကိုဆင်းသွားလေဒါသူ့ရဲ့ h2 ရဲ့ပကံကနော်ကျန်တာလေဒီဥစ္စာကဘာ +4 ဆိုလို့ရှိရင်ဒီ +4 ကသူ့ရဲ့ဒီ y intercept point ပေါ့အဲ့လိုရှိမယ်
အဲ့လိုသွားတာနော်ပုံတိကျက plot မှာဆွဲလို့ရတယ်ကျွန်တော်တို့ intuition ရအောင်လုပ်ရမှာက equation ကိုကြည့်လိုက်တာနဲ့ algebraic equation ကိုကြည့်လိုက်တာနဲ့သူကဘယ်လိုပုံစံထွက်နိုင်လဲဆိုတော့အကြမ်းချင်းကျွန်တော်တို့က intuition ရအောင်လုပ်ရမယ်အဲ့အချိန်ကြတော့မှကျွန်တော်တို့က modeling လုပ်တဲ့အချိန်ကြလို့ရှိရင်သိတာတယ်အဲ့ဒီရဲ့ concept တွေကပြန်ပြီးတော့ဝင်လာတာဆိုပါစို့ h2 ဆိုလို့ရှိရင်ဒီ quadrant 1မှာရှိနေတဲ့အတွက်ကြောင့်မလို့ for all the positive values of x for all the positive values of y ထွက်တာခင်ဗျားရဲ့ဆိုလိုတာကခင်ဗျားရဲ့ independent variable ဒီ measure လုပ်လို့ရတဲ့ independent variable ဒီခင်ဗျားရဲ့ control variable ဒီကျွန်တော်နာမည်အမျိုးမျိုးပြောတာနော်ဘာလို့အဲ့ဒီဟာတွေပဲခင်ဗျားဟိုဘက်မှာ research ပဲရောက်တဲ့ဒီ statistics ပဲရောက်တဲ့အချိန်ကြလို့ရှိရင်အဲ့ဒါတွေပြန်တွေ့မယ် machine learning ပဲရောက်တဲ့အချိန်ကျရင်ခင်ဗျားအဲ့ဒါပဲပြန်တွေ့အဲ့ဒီမှာစကားလုံးကြတော့သူ့ဟိုနေရာမှာသူ့နာမည်နဲ့သူခေါ်တော့ပေါ့ဗျာရွာမှာတော့ကတော့ချက်ကြီးပေါ့ဟုတ်တယ်မလားဒီမျိုးရောက်တဲ့အချိန်ကျကြော်ဟိမ့်ပေါ့အဲ့လိုပဲနော်အဲ့လိုပဲခေါ်တာအဲ့တော့ကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်ဟာဒီကောင်နာမည်ဘလို့ပဲပြောင်းလာပါကွာငါတို့ရွာကချက်ကြီးပါဆိုရင်ပြီးတယ်အဲ့ဒီ intuition လေးရဖို့အတွက်ပဲကျွန်တော်တို့အရေးကြီးတာအဲ့တော့ကျွန်တော်တို့ရဲ့ control variable ပဲတနည်းအားဖြင့် independent variable ဒီ positive ဘက်သွားလေကျွန်တော်တို့ရဲ့ output variable ဒီတနည်းအားဖြင့်ကျွန်တော်တို့လိုချင်တဲ့ result တွေ positive value အဲ့ဒီမှာ exponential functions နဲ့လိုမျိုးနဲ့တက်သွားတယ်ဒါကျွန်တော်တို့ဒီ basics လေးကိုပဲเนาะ basics လေးကိုပဲဟိုဘက်မှာလောက်သွားတဲ့အချိန်ကျတော့ဟိုဘက်ရောက်တဲ့အချိန်ကျတော့အဲ့ဒီစကလုံးအကြီးကြီးနဲ့ကျွန်တော်တို့ဒေးလာတာအဲ့ဒါအတင်ချာကအလှပါကလားเนาะသူ့မှာ x လေးတွေ y လေးတွေပဲပြောနေတာဒါပေမဲ့ကျွန်တော်တို့ကသူပြောတဲ့ဘာသာစကားကိုဟိုထွန်းထွန်းပေါက်ပေါက်နားမလည်နိုင်ဘူးဆိုလို့ရှိရင်ဒီသင်္ကေတတွေပဲအကောင်းထဲမှာမြင်းနေတယ်ဆိုလို့ရှိရင်မဟုတ်သေးဘူးအဲ့ဒါတင်ချာကိုတကယ်နားမလည်သေးဘူးပေါ့နော်အဲ့ဒီသင်္ကေတတွေကိုထွန်းဖောက်ပြီးတော့နောက်ကပြောနေတဲ့ behind the scene logic ကိုပုံမြင်လာတဲ့အချိန်ကြတော့မှအဲ့တော့မှကျွန်တော်တို့ machine learning တို့ statistics တို့ဘက်မှာတွေ့ရတဲ့ real value တွေနဲ့ကျွန်တော်တို့အပြင်မှာတကယ်တွေ့ရတဲ့ value တွေနဲ့ဘယ်လိုချိတ်ဆက်တယ်လဲဆိုတော့ concept ကတွင်းလို့ရတာမဟုတ်ဘဲနဲ့ဟိုအကြီးကြီးကိုတိုက်တဲ့အကြီးကြီးကိုသွားလုပ်ပြီးတော့အဲ့ဒီကြတော့မှဒီ terms ကဘာပြောနေမှမသိဘူးဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့တော်တိုင်းပါတာအဲ့ဒီညတော့မှဒီ terms ကိုဆက်တာဒီသင်္ချာနဲ့ဒီလိုဆက်တာလေဆိုသင်္ချာကမရပြန်ဘူးဆိုဖြစ်ပြန်အဲ့လိုဖြစ်တာအဲ့တော့အဲ့ဒီမှာလည်နေတဲ့တန်တရားကိုကျွန်တော်တို့ကဒီ break the loop လုပ်ရမယ်အဲ့ loop လုပ်ဖို့အတွက်ကသင်္ချာပဲဒါကြောင့်မလို့ကျွန်တော်တို့ study လုပ်တဲ့ method မှာသင်္ချာကိုအချိန်ကြာအောင်ကင်ပါသင်္ချာကိုအရင်ကြာအောင်ကင်ခဲ့တဲ့အချိန်မှာငငယ်တုန်းကသွားခဲ့တဲ့ပုံစံမျိုးမဟုတ်တော့ဘူးစာမွက်ဖြည့်ဖို့အတွက်လည်းမဟုတ်ဘူး formula တွေအလုပ်ချက်ဖို့လည်းမဟုတ်ဘူး program coding တွေအလုပ်ချက်ဖို့လည်းမဟုတ်ဘူးအဲ့ဒီဟာတွေအကုန်လုံးကကျွန်တော်တို့ရဲ့ thinking skill set ကို develop လုပ်ပေးနေတဲ့ training လုပ်ပေးနေတဲ့ tools တွေပဲအဲ့လိုသာမြင်เนาะအဲ့လိုပုံစံနဲ့တာမြင်အဲ့တော့ဟုတ်ပြီဒီမှာကျွန်တော်ရလာပြီဒါကျွန်တော်ကောင်းထဲမှာစဉ်းစားတယ်ပကံအကမယ် h2 ကိုကျွန်တော်က positive ဖြစ်တဲ့အတွက်ကြောင့်မလို့quadrant 1မှာ rising function quadrant 4မှာ falling function နဲ့သွားမယ်เนาะအတက်နဲ့အဆင်းနဲ့အဲ့လိုသွားမယ်ဟုတ်ပြီဒီမှာ x minus ကို2 root ဟောဘာကြီးတော့ root function လေ root မှာဒီလိုပဲသွားတယ် square root တို့2 root တို့ဒီလိုပုံစံနဲ့တက်တယ်ဟောဒါက function တစ်ခုချင်းစီကိုကျွန်တော်တို့ကဆွဲကြည့်တာเนาะဆွဲကြည့်ပြီးသွားရင်ကျွန်တော်တို့နှစ်ခုပေါင်းမယ်လေနှစ်ခုပေါင်းပြီးဆွဲကြည့်မယ်လေဒါကျွန်တော်တို့ study လုပ်တဲ့ method သူစာအုပ်ထဲမှာတော့မပါတော့ဘူးပေါ့ဗျာစာအုပ်ထဲမှာတော့သူဒါလေးပဲပြောတာဒီလောက်ပဲပြောတာဒါပေမဲ့သူဒီလောက်ပဲပြောရတဲ့ဟာလေးကိုကျွန်တော်တို့ကအခုဒီ skill set တွေထပ်ပေါင်းပြီးတော့ပို့ပြီးတော့ understanding ကြောင်းတော့အများကြီးလုပ်သွားလို့ရတယ်အများကြီးလုပ်သွားတော့ဒါကျွန်တော်တို့6 click လို့ရသေးတယ်အများကြီး click လို့ရသေးတယ်เนาะဒါကျွန်တော် example တစ်ခုပြောတာအဲ့တော့နှစ်ခုပေါင်းကြည့်လိုက်တယ်ဆိုရင်တစ်ခုချင်းစီဆွဲကြည့်တော့မသိတာဘူးပေါ့ဟုတ်လားသူလဲသူ့ညံနဲ့သူနေကိုလဲကိုညံနဲ့သူနေကိုညံမှာတော့ကိုဘရင်ပဲပေါ့เนาะအဲ့တော့နှစ်ယောက်တွဲကြည့်လိုက်တဲ့အချိန်ခါမှာမင်းကပါလဲငါကပါလဲဝါဒီ inverse function မှာတွဲကြည့်လိုက်တဲ့အချိန်ကတော့ဒီလိုလေးထွက်တယ်တော်တော်လေးကိုဟသွားတယ်ဆိုတာသိတယ် behavior တော်တော်လေးကိုမဆိုင်တော့ဘူးဆိုတာတွေ့တယ်ဒါကြောင့်မလို့သူ့ရဲ့စာအုပ်မှာပြောထားသလိုပဲဒီမှာဟို
ဒီမှာ inverse function reverses operation step by particular function ကိုတိထွက်တာနော်သူပြောချင်တယ်သူအင်္ဂလိပ်လိုရေးထားတယ်ကျွန်တော်တို့အင်္ဂလိပ်စာဖတ်တတ်လို့ရှင်တော့ဖတ်လိုက်တယ်အော်အင်ဒီလိုပြောတာပဲဒါပေမဲ့တကယ် real concept ကဘာပြောတာလဲကျွန်တော်တို့မသိလိုက်ဘူးသူစာရေးပြီးတော့ဒီလိုပြောတယ်ဒီမှာ algebra နဲ့ပြောတယ် algebraic equation နဲ့ပြောတယ်ရှင်းပြပြန်တယ်ဒါလည်းကျွန်တော်တို့မသိလိုက်ပြန်အဲ့တော့ communication channel ဒီနှစ်ခုပဲရှိတာလေအင်္ဂလိပ်လိုရေးမရေးလို့ရှိရင်သင်ကြားလို့ရေးအဲ့ဒီဟာသူပေးတဲ့ communication channel နှစ်ခုစလုံးမှာကျွန်တော်တို့ကသူပေးချင်တဲ့ message ကိုမရဘူးဆိုရင်သွားပြီလေ communication breakdown ကျွန်တော်တို့ဖတ်နေတာဘာမှမရလိုက်ဘူးအဲ့လိုဖြစ်တာအဲ့တော့အဲ့ဒီခြေနေကို overcome လုပ်နိုင်ဖို့အတွက်ကျွန်တော်တို့က technology နဲ့ breakthrough လုပ်တာနော်ဒီ technology ဒီဥစ္စာကိုဒီ coding ရေးတဲ့ဘုတ်အတွက်ကျင့်ရတာဘယ်တော့မှမရှိဘူးကျွန်တော်တွေ့ခဲ့တဲ့အတိုင်းပဲရှေ့မှာကျင့်ခဲ့ပြီဒါပေမဲ့အဲ့ coding skill set ကိုသုံးပြီးတော့လုပ်လိုက်တဲ့အခါမှာစာအုပ်ကဒီ equation လေးပဲတစ်ချောင်းပြောလိုက်တာနဲ့ကျွန်တော်တို့က plotting လုပ်လို့ရတယ် plotting လုပ်လိုက်လို့ရှိရင် geometry ဖြစ်သွားပြီ geometry ဆိုတော့သူ့ရဲ့ဟာကိုကျွန်တော်တို့မျက်စိက visual နဲ့ကြည့်ပြီးတော့ all in ဒီဟာလေးကဒီလိုပါလားဒီဟာလေးဒီလိုကျွန်တော်တို့ကြည့်တယ်မြေပုံကြည့်တယ်လို့ပဲကြည့်တတ်ပါတယ်နော်ဟုတ်ပြီအဲ့နှစ်ခုကိုရှင်လိုက်တဲ့အချိန်ကြတော့မှသူပြောချင်တဲ့ concept ကအော်အဲ့လိုကြီးပါလားဆိုတဲ့ဟာကိုသူအင်္ဂလိပ်လိုရေးသွားတဲ့ဥစ္စာသူအော်သူဒါကိုဆိုလိုတာပါလားဆိုကျွန်တော်သိတာ behavior ဘာမှမဆိုင်ဘူးလုံးဝ totally ပြောင်းသွားတယ်ဒါကြောင့်မလို့ inverse function ဆိုပြီးတော့သူကတီးခြား number တိုက်တဲ့ထုတ်ပြီးတော့လေ့လာပါတယ်ဆိုတော့သူ့ရဲ့ idea ကိုကျွန်တော်သဘောပေါက်တယ်အဲ့လိုနားလည်အောင်ပါအဲ့လိုတည်တော့မှကျွန်တော်တို့ကဟိုလေ့လာတာအရသာရှိတယ်မဟုတ်လို့ရှိရင်ဒီလို domain တွေကိုပြောငယ်ပြောကို domain ကမြားတွေတူတယ်သိတာပဲဘာတွေပြောနေမှမသိဘူးဆိုတော့ပုံမနားလဲတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အနောက်မှာ live လုပ်ခဲ့တဲ့ဟို experiment မရှိဘူးเนาะလက်နဲ့ချတွဲရတယ်ဒါပေမဲ့ချတွဲရတဲ့ဥစ္စာကဟိုအလေးအကျင့်မရှိခဲ့တဲ့အချိန်ညတော့တချမ်းပဲကျွန်တော်တို့ကမြင်တယ် algebra ချတွဲတယ်ဆို algebra equation ပဲမြင်တယ်ဟိုဘက်က geometry ဒီ algebra equation ကိုပုံထုတ်လိုက်လို့ရှိရင်ဘာထွက်မလဲဆိုတော့ဥစ္စာအဲ့ပုံကနေကျွန်တော်တို့ပြန်လေ့လာလို့ရတဲ့ knowledge အဲ့ gap ကပြောင်းတာအခုကွန်ပျူတာနဲ့လေ့လာတဲ့အချိန်ညတော့မှအဲ့ဒီ gap ကိုကျွန်တော်ဖြည့်လို့ရပါတယ်အခုကျွန်တော် demonstrate လုပ်ပြခဲ့တယ်လို့နော် algebra equation တွေရပြီးသွားပြီဆိုတော့ algebra equation ကိုကျွန်တော်တို့ခေါင်းထဲမှာတတ်နိုင်တဲ့ intuition နဲ့ဆွဲတင်ကြည့်တယ် okay တနေရာရောက်တော့ရက်သွားတာပေါ့နော် okay ဒီထက်ပိုပြီးတော့ကျွန်တော်တို့မမြင်နိုင်တော့ဘူး okay အဲ့ချိန်ညရင်ဘာဖြစ်လဲအေးစေးစေးပဲကွန်ပျူတာသုံးပြီးတော့ plot လုပ်လက်ချလို့ရတယ်ဒါဆိုရင် graph ထွက်လာတယ်အဲ့ graph ကနေကျွန်တော်တို့ပြန်ပြီးတော့ study လုပ်လို့ရတယ်ဒီ method နဲ့ဆိုလို့ရှိရင်ဒီစာအုပ်ပဲเนาะတခြားစာအုပ်တွေကျွန်တော်တို့ပြောင်းပြီးတော့လေ့လာနေတာမဟုတ်ဒီစာအုပ်တွေပဲလေ့လာတာဒီစာအုပ်တွေကလည်းအရန်တန်ဖို့ရှိတာเนาะကျွန်တော်တို့ hand calculation နဲ့လုပ်ခဲ့တဲ့ဟာတွေအရန်တန်ဖို့ရှိတာဘာလို့ဆိုတော့ तू က thinking ကို drive လုပ်တာကျွန်တော်တို့ကအဲ့ဒီ drive လုပ်တဲ့ technique style ကိုကျွန်တော်တို့မလိုက်နိုင်ဘူးဒါပေါ့เนาะကျွန်တော်ဟိုညင်ကြီးကဟိုအလွတ်ချက်တဲ့ပုံမှာပဲကြက်စားလာတာများတဲ့အချိန်ကျတော့ကျွန်တော်တို့ကဒီ thinking ဥစ္စာကိုမပါလာဘူးအဲ့တော့သင်္ချာဟေးဆိုလို့ရှိရင်ဒီ thinking အတွက်ကို practice လုပ်တာတော့မှသင်္ချာပု္ပ္ပစာကို2ခါတွက်တယ်3ခါတွက်တယ်ဆိုရင်အလွတ်ရသွားတာဘာလို့ဆိုတော့ကျွန်တော်တို့မဲ့မိကုန်းကဒါမိတာဖြစ်ကိုစင်းနေပဲမိတာဟုတ်နော်အဲ့တော့ international သင်တဲ့ကလေးတွေမပြောဘူး international သင်တဲ့ကလေးတွေက IGCSE ကသူတို့သိပြီးသားသူတို့ဒီဘယ်တော့အခါမှစာမွေးမှာဒီမိကုန်းတွေပြန်မမြင်ဘူးဆိုတာသူတို့သိပြီးသားနော်အဲ့ဒါကျွန်တော်တို့ generation အတွက်ကိုပြောတာနော်ဟုတ်ပြီအဲ့တော့ဒီမှာဒါလာပြီးပေါ့ဗျာ square တို့ကျူတို့နဲ့သူစတယ်အဲ့တော့ကျွန်တော်တို့က square တို့ကျူတို့ကမစသေးဘူးဗျာကျွန်တော် polynomial လိုက်လာခဲ့တာ polynomial လိုက်လာခဲ့တော့ polynomial ကကျွန်တော်တို့တထက်ကိန်းကစတာလေကျွန်တော်ပြောလို့ y = x လေဟောကဲဒီပါ y = x ဘာတော့ straight line လေ m is plus c လေအဲ့နေရာမှာကျွန်တော်တို့က1လေ c နေရာမှာ0လေအဲ့တော့ slope 1နဲ့သွားတယ် c = 0ဆိုတော့ဘာပဲ origin ဖြတ်မယ်လေဟောဒီ skill set ကကျွန်တော် polynomials မှာလုပ်ခဲ့တဲ့အကြခဲ့ပြီလားဒါလေးကိုပဲကျွန်တော်1 by လုပ်လိုက်တာအမှန်တကယ် ms plus c ပုံစံမျိုးဆွဲပြီးလုပ်လို့ချင်းအများကြီးရှိသေးတယ်အများကြီး study လုပ်လို့ရသေးတယ်ဒါပေမဲ့ရမ်းရှုပ်သွားမှာဆိုလို့เนาะ simplify လုပ်ပြခဲ့တဲ့ဥစ္စာ m ကို1ထားခဲ့တယ်ဖြတ်မှတ်ကို0ထားခဲ့တဲ့ဥစ္စာနဲ့ကျွန်တော် simplify လုပ်ကြည့်တဲ့အခါမှာဒီလိုထွက်တယ် 1 by x ကိုဆွဲတဲ့ချိန်မှာဒီလိုထွက်တာ for all the positive x ဆိုလို့ရှိရင် positive y ထွက်တယ်စောစောတုန်းကကွာမတူတော့ဘူးเนาะ
သူကဒီမှာ exponential နဲ့တက်သွားတာသူက exponential နဲ့ဆင်းလာနော်ဒီလိုမျိုးလေးတောက်ချောက်ဆင်းလာဆိုလိုတာက x တန်ဖိုးကြီးလေ y တန်ဖိုးကနည်းသွားလိမ့်မယ်ဒါက positive ဘက်အချမ်းမှာ negative ဘက်အချမ်းမှာရောnegative ဘက်အချမ်းမှာဟုတ်တယ် x တန်ဖိုး negative x နဲ့ကြီးသွားလေ y တန်ဖိုးကယော့လာလေပဲနော်အဲ့လိုပဲ x တန်ဖိုးက0ဘက်ကိုချင်းကပ်လာလေ y တန်ဖိုးက positive infinity ကိုရောက်သွားတယ် x တန်ဖိုး positive ကနေချင်းကပ်တာနော် positive ဘက်ကနေဒီလိုချင်းကပ်လာမယ်ဆိုလို့ရှိရင် y တန်ဖိုးက infinity ကိုရောက်တယ်ဘာဖြစ်လို့လဲဒီမှာ 1/x အောက်က0ဖြစ်သွားရင်ဘာဖြစ်မလဲ gain တစ်ခုကိုကျွန်တော်တို့0နဲ့စားလိုက်တယ်ဆိုရင် infinity တက်သွားမှာပဲအဲ့တော့ infinity ကိုချင်းဒီ infinity ကိုတက်သွားဖို့အတွက်ဒီ0တန်ဖိုးကဘယ်တော့ခါမှမဖြစ်ဘူးမရောက်ဘူးအဲ့တော့ဒါဒီ concept တွေကဘယ်မှာပို့အရေးကြီးလာလဲဆိုတော့ limit ဆိုတဲ့ဥစ္စာရောက်လို့ရှိရင် calculus မှာ limit ရောက်လို့ရှိရင်အဲ့ဒါတွေတွေ့တာနော် positive ဘက်ကနေချင်းကပ်တာ x က positive ဘက်ကနေချင်းကပ်တယ်ဆိုတော့ positive ကနေ0ကိုချင်းကပ်တာဆိုလိုတာက 0.01 0.001 0.0001 စသဖြင့်အဲ့လိုချင်းကပ်လာတာ positive ဘက်ကနေဒီ0ကိုချင်းကပ်တာအဲ့လိုနီးလာလေ y တန်ဖိုးကပို့ပြီးကြီးလာတယ်0ကိုဘယ်တော့အခါမှမရောက်နိုင်ဘူးရောက်တယ်လို့အရှုံးလုပ်လိုက်တာဗျာ limit နဲ့ပို့လိုက်တာစိတ်ကူးရည်မီပို့လိုက်တာဘာလို့သင်္ချာမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်နိုင်ရင်သင်္ချာစိတ်ကူးရတာနော်0ကိုမရောက်နိုင်ဘူး infinity ဆိုတာဘယ်တော့ရောက်မှာလဲမင်းစဉ်းစားတာတက်ကိုတက်ပို့တယ်ဟောဘယ်တော့မှမရောက်နိုင်တဲ့နေရာနောင်ဘွားဆိုနော်ဘယ်တော့မှမရောက်နိုင်တဲ့နေရာမရောက်နိုင်သေးတဲ့နေရာအဲ့ဒီဟာကိုကျွန်တော်စိတ်ကူးရင်လို့ရတယ်အဲ့လိုပဲဒီမှာ negative ဘက်ကနေကျွန်တော်ချင်းကပ်လာတယ် minus 0.001 minus 0.01 စသဖြင့်အဲ့လိုတဖြည်းဖြည်း0နောက်ချင်းကပ်လာခဲ့တယ်ဆိုလို့ရှိရင်သူက y တန်ဖိုးက negative infinity ကိုဆင်းသွားမယ်အဲ့ဒါ 1/x ရဲ့ behavior ပဲတခြားစီပြသွားပြီကဲရိုးတန်းလေးပဲနော် y equal to x နဲ့ y equal to 1/x နဲ့သူ့ရဲ့ထွက်လာတဲ့ output တွေ x y ရဲ့ relations ကကြောင်းမြင်ကြီးဖြစ်သွားတယ်နော် y equal to x မှာရှင်းတော့ y equal to 1/x မှာတော်ရှုပ်သွားတယ် infinity တွေပါလာတယ် quadrant စီကြည့်လို့ဆွဲရတယ်အဲ့တော့တူနေတဲ့အချက်ကဘာတော့ဗျာလို့ပြောလို့ရှိရင်မှန်ကြည့်လေ y equal to x နဲ့ y equal to 1/x နှစ်ခုစလုံးက quadrant 1နဲ့ quadrant 3မှာပဲရှိတာဒါတူတဲ့အချက်ဒီလိုမျိုး visual ရှိတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒီအနေကျွန်တော်ဆွဲထုတ်လို့ရတယ်အဲ့ဒီကနေသင်ယူလို့ရတယ်အများကြီးပဲနော် y equal to x y equal to 1/x ရေးတတ်တာပဲကျွန်တော်တို့လက်နဲ့ရေးလိုက်တယ်လေရေးတတ်တာပဲဒါပေမဲ့ကျွန်တော်ညံမှာမထင်ဘူးဒီလိုမျိုးတွေဒါကြောင့်မလို့ကျွန်တော်နည်းပညာအကူအညီယူဒီနေ့ခေတ်မှာကွန်ပျူတာနဲ့လုပ်လို့ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုနည်းပညာအကူအညီနဲ့ဆွဲထုတ်လိုက်တဲ့အချိန်ကဒီလို visual တွေထွက်လာရင်ကျွန်တော်အများကြီး study လုပ်လို့ရတယ်အဲ့ဒါ advantage ပဲเนาะဟုတ်ပြီတစ်ထပ်ပြီးတော့ဗျာကျွန်တော်နှစ်ထပ်သွားမယ်ဟော polynomial မှာလာခဲ့တာလေเนาะတစ်ထပ်ပြီးတော့နှစ်ထပ်လာတယ်လေဟုတ်လားနှစ်ထပ်ဟုတ်ပြီ x square ကွာနှစ်ထပ်x square ဆိုရင်ဘာဖြစ်မလဲparabola ပေါ့ x square ရဲ့မြောက်ဘက်ကင်းကိုကြည့်လိုက်တယ်လေ parabola က positive ဆိုလို့ရှိရင်ဒါ x square ရဲ့မြောက်ဘက်ကင်းက positive ဆိုရင် parabola open upwards ဟုတ်ပြီဒီမှာနောက်ကဟာတွေကအကုန်0ထားရတယ်သူ standard equation ကဘာဖြစ်မလဲ a square plus b plus c ဒီ case မှာဆိုလို့ရှိရင် a က1 b က0 c က0ဟောကျွန်တော်တို့ဒါတွေကို practice လုပ်တာ ਨੇ ဟိုအရှိမလုပ်ခဲ့တဲ့ polynomial general equation ကိုပြန်ပြီးတော့ record လုပ်တာလေအဲ့ဒီတော့မှဒါတွေကအသစ်မဟုတ်ပါလားငါတို့ဒီမှာဒါ parameter တွေဖြုတ်ချပြီးတော့ simplify လုပ်ပြီးလေ့လာနေတာလားတော့တွေ့ရတယ်ဘာဖြစ်လို့ simplify လုပ်လဲရှုပ်သွားမှာဆိုလို့ပေါ့စားလေ့လာတယ်ရှုပ်နေတာဆိုကိုကကြံဘယ်လိုလုပ်လိုက်နိုင်မလို့ဘယ်လိုလုပ်ကြက်စားနိုင်မလို့အဲ့တော့ simplify ဖြစ်အောင်လုပ်ပြရတယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီ simplify လုပ်ထားတဲ့ 1/x square ဒီ behavior ကိုလေ့လာတယ်ဟုတ်ပြီကဲဒီမှာ x square ကဒီမှာအပြာရောင်လေးနဲ့ parabola open upwards တည်တယ်နော် square ဖြစ်တဲ့အတွက်ကြောင့်မလို့ y တန်ဖိုးက negative ဆိုတာလုံးဝမထည့်ကြည့်တော့ x တန်ဖိုး positive ဖြစ်လဲနှစ်ထပ်တင်လိုက်တော့ y တန်ဖိုးက positive ဖြစ်တယ် x တန်ဖိုးက negative ဖြစ်လဲနှစ်ထပ်တင်လိုက်တော့ y တန်ဖိုးက positive ဖြစ်တယ်အဲ့တော့သူဒီအပေါ်ဘက်အချမ်းမှာပဲရှိနေတယ်ကျွန်တော်တို့ရဲ့ control variable ဖြစ်တဲ့ x ကတော့ positive ကို negative ကိုရှိတယ်ဒါ
ဒါပေမဲ့ output variable ဖြစ်တဲ့နော် dependent variable ဖြစ်တဲ့ y ကတော့ always positive ဖြစ်တယ်ဟာဒီမှာ1 by h square နဲ့ကြည့်လိုက်တော့စောစောကဟုတ်သားပဲပြောင်းပြန်လှန်လိုက်တဲ့ပုံစံလေးလို့ဒီလိုကပေးတိုင်းပဲဆင်းသွားတာပဲ positive ပဲချမ်းပါအဲ့တော့ that means က h ကကြီးလေy က0ကိုကလိုက်လိမ့်မယ်နော် h က0ကို positive ဘက်က0ကိုချင်းကပ်လို့ရှိရင် y က positive infinity ကိုတက်သွားမယ်ဒါပေမဲ့ 1 by x နဲ့မတူတဲ့အချက်ကသူက square ဖြစ်နေတဲ့အတွက်ကြောင့်မလို့ y တန်ဖိုးဒီ positive ပဲဖြစ်တာအဲ့တော့ second quadrant ကိုရောက်လာတယ်ဆိုလိုတာက x တန်ဖိုးက negative ကိုသွားလေ y တန်ဖိုးက0ကိုဆင်းလာတယ်တခါ x တန်ဖိုးက negative ဘက်ကနေ0ကိုချင်းကပ်လာခဲ့ဆိုလို့ရှိရင် y တန်ဖိုးက positive ဘက်ကိုသွားတယ်ဘယ်လိုပဲဖြစ်နေပါစေသူဒီ y တန်ဖိုးဒီ positive မှာပဲ always ရှိတယ်ဒါကျွန်တော်တို့လေ့လာလို့ရတယ်ဥပမာသူ့ဆောင်မှာပါတော့ဦးနော်သူ့ဆောင်မှာဒါဒီလိုပဲပြောလိုက်တာဒါကျွန်တော်တို့ကအရှိမလောက်လာခဲ့တဲ့နီလန်းနဲ့မို့လို့ကျွန်တော်တို့ဒီ visual tools ကိုသုံးပြီးတော့ကျွန်တော်တို့ဉာဏ်ကိုဆွဲတင်တာနော် thinking ကိုကျွန်တော်ဆွဲတင်တာအဲ့တော့ဒီလိုပုံစံမျိုးကြည့်လိုက်တယ်ဆိုရင်နားလည်သွားပြီလေဒါလေးဆွဲထုတ်ရတယ်ဆိုတာဘာမှမခက်တာမဟုတ်တာဒီ skill set ကကျွန်တော်တို့မှာရှိနေတယ်နော်ဟုတ်ပြီ3ဓာတ်3ဓာတ်ဆိုရင်သိနေပြီစောစောတော့ကျွန်တော်ပြောလို့ဟလားပကံကမှာ h2 ကိုကျွန်တော်ကြည့်လိုက်တယ် positive value လား positive value ဆိုလို့ရှိရင်ပကံကမယ်ဟာလောက်quadrant 1မှာ rising function သွားမယ် quadrant 3မှာ falling function သွားမယ်နော်ပကံကလို့ဒီဘက်လက်လေးကအပေါ်တက်သွားတယ်နော် positive ပဲချမ်းဒီ quadrant 1မှာဒီဘက်လက်လေးကအောက်ကိုဆင်းသွားတယ် quadrant 3မှာဒါကကျွန်တော်တို့သိနေတဲ့ function ကဲ 1 by a square 1 by h2 လာပြီဒီမှာဘာနဲ့သွားဆင်းကျွန်တော်တို့1 by x နဲ့သွားဆင်းတာပေါ့ဒီမှာလေဒီလိုပုံစံလေးပဲဒီမှာသူလဲ quadrant 1နဲ့ quadrant 3နဲ့ခွာသွားတာပဲဆိုလိုတာကဒီမှာတင်ကိုပဲ၃ပုံကိုကျွန်တော်ကြည့်လိုက်တယ်နဲ့ pattern ကကောင်းတယ်မှာ auto မြင်လာပြီနော် auto မြင်လာပြီ original functions ကဒီမှာ1နဲ့3နဲ့ခွာတယ်ဟုတ်တယ်ဒီမှာ round 1 by လောက်လိုက်တော့လဲ1နဲ့3နဲ့ပဲခွာတာ behavior တော့မတူတာကိုလည်းမတူတာသိရမယ်တူတာတူတဲ့ဥစ္စာကိုလည်းတူတာသိရမယ်နော်အဲ့တော့ဒါ odd function လေ1 3 odd function ဒီမှာတလို့ခွာတယ်1 3 odd function တလို့ခွာတယ်ဟောဒီ square ကြလို့ရှိရင်ကျွန်တော်တို့ even function သွားတဲ့ပုံစံဘာနဲ့သွားတူနေလဲဆိုတော့ကျွန်တော်တို့ original 1 by a square ကလည်းပဲ quadrant 1နဲ့2နဲ့သွားတယ်1 by a square ဆိုလို့ရှိရင်လည်းပဲသူကလည်းဒီလိုပဲ1 by 2နဲ့သွားတယ်ပုံစံ graph ပုံစံက behavior ကမတူတော့တာquadrant လေးတော့တူသေးတာပဲဟောတခါတည်းကျွန်တော်တန်းကနေမြင်လာအဲ့လိုနော်အဲ့တော့ကျွန်တော်ကဘာကိုလုပ်စေချင်လဲဒီမှာထည့်တော့မရေးတော့ဘူးနော်ဘာကိုလုပ်စေချင်လဲကိုယ့်ကိုအိမ်မှာ practice ဘာလုပ်စေချင်လဲဆိုတော့အခုကျွန်တော်ဒီမှာ3ခုလုပ်ပြီးသွားလို့ရှိရင်နားလိုက်တာဘာဖြစ်လို့လဲဆိုတော့4ခုသွားလို့ရှိရင်လည်းဒီတိုင်းပဲ even နဲ့ on လိုက်အရှိမလုပ်ခဲ့ပြီနော် even function ဆိုလို့ရှိရင် even odd function ဆိုလို့ရှိရင် odd function အဲ့လိုနဲ့ဒီပုံစံလေးတိုင်းပဲဒီ shape တိုင်းပဲသွားတာနော်ဒီ shape တိုင်းပဲသွားတာအဲ့တော့ even function ဆိုလို့ရှိရင်ဒီလို parabola နဲ့သွားတယ် positive negative ဆိုလို့ရှိရင် parabola open upward နဲ့ parabola open downwards နဲ့သွားတယ်နော်နောက်တစ်ခါ odd function ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးသွားတယ်ပကံအကသွားမယ်နော် positive ဆိုလို့ရှိရင်ဒီ1 3နဲ့ကို crossing ဆွဲမယ်နော် negative ဆိုလို့ရှိရင်2 4ကိုဒီ quadrant 2နဲ့ quadrant 4နဲ့ကိုပကံအကကမယ်နော်အဲ့လိုပုံစံအဲ့ဒါနဲ့ပဲသူကဒီ polynomial ကြိုက်တဲ့လောက်တက်ဒီ behavior မှာပဲရှိနေတာအဲ့တော့ကျွန်တော်တို့ကအနှစ်ချုပ်ဆိုလို့ရှိရင်1 2 3 3ညင်လို့ရပြီဗျာပြီးလို့ရှိရင်အဲ့ဒီက generalized idea ကိုဆွဲထုတ်သွားတာဒါဆိုရင်အခုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ negative တွေကိုကိုယ့်ကိုပြန်ပြီးတော့လုပ်ချင် minus 6ဆိုရင်ဘာဖြစ်လဲ minus 1 by x ဆိုရင်ဘာဖြစ်လဲ practice လုပ်ကြည့်နော် minus 8 square ဆိုလို့ရှိရင်ဘာဖြစ်မလဲ minus 1 by x square ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲနော် minus h cube ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲ minus 1 by h cube ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲအဲ့ကိုယ့်ကိုလေ့ကျင့်နော်ကျွန်တော်ဒီမှာထည့်မိတာတော့ hints ပဲပြီးတယ်ဘာဖြစ်လို့လဲဒါတွေအကုန်လုံးကျွန်တော်တို့ polynomials မှာလုပ်ခဲ့ပြီနော် polynomials မှာတော့ကဒီ graph တွေကိုမြင်တာနဲ့ကျွန်တော်တို့ကကြောင်းပြေးအောင်လေ့လာခဲ့ပြီနော်အဲ့တော့ဒီသူ့ရဲ့စာအုပ်မှာသူဒီလောက်လေးပဲပြောတယ်အဲ့ချိန်ခါမှာကျွန်တော်တို့ကအရှိကသင်ခဲ့တဲ့ polynomials နဲ့ကျွန်တော်တို့ဆွဲပြီးတော့
လုပ်လိုက်တယ်ခေါင်းထဲမှာပြန်ပြီးတော့ refresh ပြန်လုပ်လိုက်တယ်နော်ပြီးတော့မှကျွန်တော်တို့ဒီအတိုင်းကိုဆက်ပြီးတော့ follow လုပ်သွားမယ်ဟုတ်ပြီနော်ကဲအဲ့တော့နိုင်ဝက်လည်းပြည့်ပြီဆိုတော့အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် see you in the next video ပါ